အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့အလုပ်စောစောပြီးသွားလို့စီတီမတ်မှာဈေးဝယ်ပြီးတော့ပြန်လာခဲ့ပါတယ်ဒါကတော့မနေ့ကဖွာသွားကြတာတွေကိုလိုက်သိမ်းပါတယ်ဒါကတော့နည်းနည်းအားလို့ပေါ့နော်မရှင်းနိုင်တဲ့နေ့ဆိုရင်အဲ့စပွဲပေါ်မှာပစ္စည်းချစရာနေရာတော့မရှိဘူးအပြည့်ပဲပေါ့နော်ခါလေးလေးအလုံးသွားတဲ့နေ့ဆိုရင်အင်းရှင်းတာလေးနေ့တစ်ဝက်လောက်ကျိုးတယ်ဖွာတာဆိုတာတားဖာနေပါလေဟိုကလေးပန်းအိုးထိုးရင်ပန်းချောက်ကလေးထိုးတာများတယ်ပေါ့နော်ခုအရှိကန်လေးရှင်းပြီးသွားပြီဆိုတော့ဟင်းချက်ဖို့ပြင်ပါတော့မယ်ဒီနေ့စဉ်းစားထားတဲ့မီနူကတော့ဖက်ကပောင်နဲ့ဘဲဥဟာဖရိုက်ကြော်ပါဒီယူရီးယားပင်စိမ်းလေးကလေဝယ်တိုင်းအမြဲမရတဲ့ခါကျတော့လေရေးစင်အောင်ဆေးပြီးခဲထားလိုက်တာပေါ့နော်စက်သားကတော့အရသာနေပြီးသားစက်သားကိုသုံးပါမယ်ကိုကတော့ပဲတောင်ရှည်စားဒီပဲသီးလေးကိုသုံးပါမယ်အားလုံးလှိချုပ်ပြီးတော့အစင်းသင်းဖြစ်ပြီးဆိုတော့စကြောဖို့လုပ်ပါမယ်အခုသုံးမဲ့ချက်သားလေးကလေအရန်စင်ပြေရတာလေနေထားတာလေနှမ်းစီလေးလည်းပါတယ်သူကกินမှုလို့အတွက်လုပ်ပေးတာပေါ့နော်กินတာဖြစ်ဖြစ်ဟင်ချက်တာဖြစ်ဖြစ်တော့ရပါတယ်ကိုကအဲ့ဒါလေးကိုဝယ်ထားပြီးတော့သူက1kg ထုံနေတူရနော်အဲ့တော့အဲ့ဒါလေးကိုကတခါစားလေးတွေကိုခွဲပြီးတော့လက်အိတ်ကလေးနဲ့ထည့်ထားလိုက်တာပေါ့နော်လက်အိတ်ကလေးနဲ့တခါစားလေးထည့်ပြီးခဲထားလိုက်တာပေါ့နော်သုံးတဲ့ခါကျတော့အဲ့တခါစားလေးပဲထုတ်လိုက်ရုံပဲပေါ့နော်ထုတ်လိုက်ကြီးထုတ်စရာမလိုတော့ဘူးစီနဲနဲလေးကိုကျက်သွန်ပြူထုထားလေးထည့်ကြုံမယ်ပေါ့နော်ကျက်သွန်ပြူလေးနွန်းလာပြီဆိုလို့ရှိရင်အသားဟုတ်ထည့်မယ်ပေါ့အဲ့ဒါကသူကအရသာနေပြီးသားဆိုတော့ဘာမှအရန်အများကြီးထည့်စရာမလိုတော့ဘူးပေါ့နော်ပုံမှန်ဆိုရင်ကြိတ်တဲ့အသားကိုသုံးတယ်အခုကတော့အတုံးလေးစားခြင်းတဲ့အတွက်ကြောင့်မို့လို့လေအတုံးလေးသုံးထားပါတယ်အခုကဒီပဲသီးကိုသုံးထားတဲ့အတွက်သူကနည်းနည်းကြစ်တယ်ပဲတောင်ရှည်ဆိုရင်တော့ရေထည့်စရာမလိုပေါ့နော်ဒီကတော့နည်းနည်းကြစ်ပြီးမာတဲ့အတွက်ရေနည်းနည်းထည့်ပေးရပါတယ်ပုံမှန်ဆိုရင်တော့ QC များသုံးတယ်ပေါ့နော်ကိုကတော့အခုကအသားကလည်းအရသာရှိပြီးသားဆိုတော့ QC နည်းနည်းပဲထည့်ပါတယ်ငံပြားကြီးလည်းနည်းနည်း short ထည့်တယ်ပေါ့နော်ပုံမှန် QC ထည့်လို့ရှိရင်ငံပြားကြီး short ထည့်လို့ထည့်ရ QC ကငံတော့လေစီတန်လေးပြည့်မြည်လာပြီဆိုရင်ရေသီးစိမ်းထည့်ပြီးတော့ပင်စိမ်းလေးထည့်ပြီးတော့ချလို့ရပါပြီနောက်တစ်ခုကလေပင်စိမ်းကခဲထားရမယ်အနံ့ရတာအယောင်စင်အောင်မူလအတိုင်းပဲပေါ့နော်မပြောင်းလဲတော့ဘူးပေါ့နော်ကိုကတော့ဖက်ကပေါင်းဆိုရင်စီလေးနည်းနည်းပြန်တော့ပိုကြိုက်တယ်ပေါ့နော်
ဘဲဥကြော်လေးဆိုအယောင်ပိုလှလို့ဘဲဥလေးကို half fry လေးကြော်ထားလိုက်ပါတယ်ဒါတော့မနေ့ကဖြော်ထားပြီးတော့ရေခဲတိုင်းမှာအေးခံထားတဲ့ coffee အေးပေါ့နော်ပိုက်စားသွားပြီဆိုတော့စားလိုက်ပါဦးမယ်စားလို့ကောင်းလိုက်တာဖက်ကပေါင်းမှုမွေးဆက်ဆက်ကလေးရဲ့ဘဲဥကျော်စိမ့်စိမ့်လေးရဲ့နောက် coffee အေးအေးလေးရဲ့နဲ့ရမ်းကိုလိုက်ဖက်တဲ့အတွဲဆက်လေးပါလိုက်လို့စားကြည့်ပါနော်ခုလိုလွယ်ကူမြန်ဆန်တဲ့ဟင်းချက်နည်းလေးတွေကိုသိချင်နေဆိုရင်တော့ Denise Win ဆိုတဲ့ Facebook လေးကို follow လုပ်ထားပြီနော်အဲ့ဒါဆိုရင်ဒီနေ့တော့ဒီလောက်ပါပဲနော်အဆုံးထိကြည့်ပေးကြလို့အားလုံးကိုကျေးဇူးပါနောက်ထပ်ဗီဒီယိုလေးတွေမှာပြန်တွေ့ကြပါမယ်